အကိုရေဒီနေ့ကျမကိုအကိုရဲ့မော်တော်ဆိုင်ကယ်နဲ့ကျောင်းပို့ပေးမလားလမ်းလျှောက်ရတာအရန်ပင်ပန်းနေပြီကောင်းပါပြီညီမလေးအကိုရေကျမအတွက်စကူတီတစ်စီးဝယ်ပေးပါနော်ကျမရဲ့ကျောင်းကတငယ်ချင်းအားလုံးမှာစကူတီရှိကြတယ်စိုးရိမ်မနေပါနဲ့ညီမလေးအကိုမင်းအတွက်စကူတီဝယ်ပေးမယ်အိုးပထမဆုံးအချိန်ပဲငါညီမကငါ့ကိုတခုခုတောင်းတာအခုတော့ငါညီမအတွက်ဘာပဲဖြစ်ဖြစ်လုပ်ပြီးစကူတီဝယ်ပေးရမယ်ဟေ့မန်နေဂျာဒီစကူတီဘယ်လောက်ဈေးရှိလဲငါညီမအတွက်ဝယ်ခြင်းလို့ပါဟေ့ဘီခါရီကိုရဲ့ရုပ်ဆောင်ကိုမှန်ထဲမှာကြည်ဘူးလားဝတ်စားဆင်ရင်ဖို့တော့မတက်နိုင်ပဲဒီမှာစကူတီဝယ်မလို့လာတာလားဟေ့မန်နေဂျာအလွယ်မစော်ကားနဲ့ငါဆင်းရဲတယ်ဆိုပေမဲ့ငါညီမအတွက်တော့ဘာမဆိုလုပ်နိုင်တယ်ဒီစကားကိုမှတ်ထားအိုးဒီချမ်းသာတဲ့လူတွေကငါတို့ဆင်းရဲသားတွေကိုဘာလို့ဒီလောက်မနာလို့ဖြစ်ကြတာလဲအဲ့ဒီမန်နေဂျာရဲ့ဂုဏ်မာနကိုငါချိုးဖျက်ပစ်မယ်ဒီမွန်စတာကိုတက်ရင်စုကြီးငွေ100ကုတွေလာတာဆိုရင်ငါညီမကိုစကူတီဝယ်ပေးဖို့ဒီအခွင့်အရေးပဲလာစမ်းပါဒီနေ့ကစပြီးမင်းမဲငါကိုချမ်းသာအောင်လုပ်ပေးမဲ့သူဖြစ်မယ်တငယ်ချင်းတို့ရေမင်းတို့ရဲ့အကူအညီလိုပါတယ် like subscribe လုပ်ပြီးအားပေးပါဒီမွန်စတာကိုအနိုင်ယူပြီးဒီမျိုးကိုကယ်တင်နိုင်အောင်ပါတငယ်ချင်းတို့ရေဒီနေ့မောင်မောင်ကဒီမျိုးကိုကယ်တင်ပြီးငွေကုတွေ15ကိုရခဲ့ပါတယ်ဒီမှာယူထားအခုချက်ချင်းဒီကနေထွက်သွားဒီဆိုင်ကအခုငါညီမကဝယ်လိုက်ပြီ